ဂရိတန်နာရဲ့နဖျားရည်နဲ့စကြဝဠာစတင်ဖြစ်ပေါ်လာပုံကို BC 900ခန့်ဟီစီယော့ရဲ့တီယိုကွန်နီလင်္ကာမှာဖော်ပြထားပါတယ်။ဟီစီယော့ရဲ့ဆိုရာကမ္ဘာလောကအလိုလျောက်ဖြစ်ပေါ်လာတဲ့ဖြစ်တည်မှုလေးခုနဲ့စတင်ခဲ့ပါတယ်။စကြဝဠာတွင်တံမဲ့ပြီးတော့ဘာမှမရှိတဲ့ chaos လို့ခေါ်တဲ့ဟာလာဟင်းလင်းပြင်ကြီးကနေစတင်ဖြစ်ပေါ်လာပါတယ်။ chaos ပြီးတဲ့နောက်မှာတတ္တဝါတို့ရဲ့နေထိုင်ဟာခိုင်မာတဲ့အခြေခံအုတ်မြစ်ဖြစ်တဲ့ကာယာကမ္ဘာမြေနဖျားမှာကမ္ဘာမြေရဲ့အနက်ဆိုင်ဆုံးနေရာမှာတရှိတဲ့ Tartarus ငရဲနဲ့ချစ်ချင်းနဖျား Eros တို့ပေါ်ပေါက်လာခဲ့ပါတယ်။ Chaos ကိုနဖျားအဖြစ်နဲ့ရောစကြဝဠာဖြစ်ပေါ်လာရာပိုင်နက်မဲ့အဆုံးမရှိတဲ့ဟာလာဟင်းလင်းပြင်ဖြစ်ပေါ်ပြကြပြီးတော့ Chaos တွေကနေပြီးတော့ Erebus လို့ခေါ်တဲ့အမောင်တို့နဖျားနဲ့ Nis လို့ခေါ်တဲ့ညက်နဖျားမှာတို့ဖြစ်ပေါ်လာပါတယ်။ Erebus နဲ့ Nis တို့ပေါင်းစည်းရာကနေEther လို့ခေါ်တဲ့အလင်းနဲ့လေထုနဖျား Hemera လို့ခေါ်တဲ့နေလင်းအောင်နဖျားမှာတို့မွေးဖွားလာခဲ့ပါတယ်။ကမ္ဘာမြေနဖျားမှာဂါယာကနေပြီးတော့ Uranus ကောင်းကင် Oria တောင်တန်းနဲ့ Pontus ပင်လယ်စတဲ့နဖျား၃ပါးပေါ်ပေါက်လာခဲ့ပါတယ်။ Hesiod ရဲ့ဖော်ပြချက်မှာတော့ Tartarus ကိုရှေးဦးနဖျားတစ်ပါးဖြစ်နေရော Titan တွေကိုအကျဉ်းချထားတဲ့နှဆိုင်တဲ့ကြောက်ကဘာကြီးဖြစ်ပါဖော်ပြထားပါတယ်။ Tartarus ကိုအကျဉ်းထောင်တစ်ခုဖြစ်ရှုမြင်ကြသလိုနေညအိပ်ဆက်ခြင်းနဲ့တေခြင်းလိုကိန်းဝေရာနေရာဖြစ်နေရောမြေအောက်ကဘာရဲ့တီးခြားထင်ရှားတဲ့ကြောက်ကမ်းပါးကြီးတစ်ခုဖြစ်နေပါပုံဖော်ကြပါတယ်။အဲဒီကြောက်ရဲ့နှဆိုင်မှုကိုဖော်ပြကြရမှာလဲ Titan တွေက Tartarus ရဲ့အောက်ခြေကိုကြားရောက်ဖို့အတွက်ကိုယ့်ရဲ့တန်တိုင်းကြာမြင့်ခဲ့တယ်လို့ဆိုကြပါတယ်။ချစ်ချင်းနတ်ဖျား Eos ကတော့မသိမျိုးနတ်ဖျားတွေထဲမှာအလှပဆုံးဖြစ်တဲ့ပြင်သူကနတ်ဖျားတွေနဲ့လူသားတို့ရဲ့စိတ်နှလုံးနဲ့အသိဉာဏ်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်သူဖြစ်တယ်လို့ဆိုပါတယ်။ Hesiod ရဲ့ဆိုရကဘာမြေနတ်ဖျားမကာယာ Uranus ကိုမိမိတကိုးအစွမ်းနဲ့တူညီအောင်ပထမဆုံးမွေးဖွားခဲ့ပြီးတော့မိမိကိုလွှမ်းမိုးခြုံလွှမ်းထားဖို့နဲ့နတ်ဖျားတွေအတွက်အမြဲစိတ်ချခိုင်ခန့်တဲ့ကိန်းဝေရာနေရာအဖြစ်ဖန်တီးခဲ့ပါတယ်။အဲ့နောက် Uranus ကစကြဝဠာမှာတကိုးအကြီးဆုံးနတ်ဖျားဖြစ်လာခဲ့ပြီးတော့ကဘာမြေနတ်ဖျားမကာယာနဲ့တူတန်တိုင်းမှာထင်ရှားတဲ့နတ်ဖျားမျိုးဆက်18ဦးကိုမွေးဖွားခဲ့ပါတယ်။အဲဒီ18ဦးကတော့တကိုးကြီးရဲ့တိုက်တန်12ပါးနှလုံးတစ်လုံးနဲ့ပါတဲ့ Cyclops လို့ခေါ်တဲ့ဘလူး3ပါးနဲ့လက်တရာခေါင်း90ပါတဲ့ Hecatoncheires လို့ခေါ်တဲ့ဘလူး3ပါးတို့ဖြစ်ကြပါတယ်။ဒါပေမဲ့ Uranus ကသူ့ရဲ့သားသမီးတွေကိုအလွန်မုန်းတီးတဲ့ပြင်တိုက်တန်12ပါးကိုလည်းတကိုးကြီးလာမှကြောက်တဲ့အတွက် Gaia ရဲ့ one byte တွင်တနေရာမှာဖွက်ထားခဲ့တဲ့ပြင် Cyclops နဲ့ Hecatoncheires တွေကိုတော့ရုပ်ဆိုးလွန်းလာလို့ Tartarus ငယ်ကိုပစ်ချခဲ့ပါတယ်။ဒီလိုရက်ဆက်လွန်လာတဲ့ကောင်းကင်နတ်ဖျားကိုလက်စားချေဖို့အတွက်ဒေါသထွက်ပြီးတော့စိတ်ဆင်းရဲနေတဲ့ခါရဝရဇင်ဓာကောက်တစ်လက်ကိုပြုတ်လုခဲ့ပြီးတော့ဖခင်ဖြစ်သူကိုအပြစ်ပေးဖို့အတွက်သူမရဲ့သားသမီးတွေကိုတိုက်တွန်းခဲ့ပါတယ်။ဒီတိုက်တွန်းမှုကိုသားသမီးအကုန်လုံးကညှင်းဆိုခဲ့ကြရမယ်လေ။အင်အားကြီးဆုံးဖြစ်တဲ့သူမရဲ့အငယ်ဆုံးတိုက်တန်သားဖြစ်တဲ့ Cronus 2တွေကသာပြုတ်လုဖို့သဘောတူညီခဲ့ပါတယ်။ဒါကြောင့်ခါရ Cronus ကိုသူ့ရဲ့ဓာကောက်ကိုပေးရခဲ့ပြီးတော့ခြုံကိုဆောင်ဆိုင်စီခဲ့ပါတယ်။အဲဒီနောက် Uranus ကဂါယာနဲ့တူတူဆက်တော်ခေါ်ဖို့ရောက်လာတဲ့ခါမှာCronus ကခြုံကိုတိုက်ခိုက်ခဲ့ပြီးတော့သူ့ရဲ့ဖခင်ရဲ့လေရင်ကားကိုဖျက်တောက်ခဲ့ပါတယ်။ဖျက်တောက်လိုက်တဲ့လေရင်ကားကိုလည်းပင်လယ်ထဲကိုပစ်ချခဲ့ပါတယ်။လေရင်ကားဖျက်တောက်ခံရလို့ Uranus ထံကနေထွက်လာတဲ့သွေးတွေကကဘာမြေကိုဖိတ်ဆင်ကျသွားခဲ့ပြီးတော့အဲ့ဒီသွေးရတဲ့ဆင် Giant လို့ခေါ်တဲ့ဘလူးတွေ Eranis လို့ခေါ်တဲ့လက်စားချီတဲ့နတ်သမီးတွေနဲ့ Miliae လို့ခေါ်တဲ့တစ်ခေါက်ပင်နတ်သမီးတွေပေါ်ပေါက်လာခဲ့ပါတယ်။ဒါအပြင်ပင်လယ်ထဲကိုကြာသွားတဲ့လေရင်ကားကနေပြီးတော့ Aphrodite လို့ခေါ်တဲ့နတ်သမီးဖြစ်ပေါ်လာခဲ့ပါတယ်။အချို့သောမတန်းတွေရဆိုရင် Odysseus တွားရောက်လေပတ်ခဲ့တဲ့ဒဏ္ဍာရီလာ Phaeacian လူမျိုးစုတွေက Uranus ရဲ့လေရင်ကားဖျက်တောက်ခံကနေထွက်လာတဲ့သွေးရနေပေါက်ဖွားလာသူတွေလို့ဆိုကြပါတယ်။ဒါဖြစ်သူ Cronus ရဲ့လုပ်ရကြောင်း Uranus ကသူ့ရဲ့သားသမီးတွေကို Titan တွေတနည်းအားဖြင့်စူးစမ်းအားထုတ်သူတွေလို့ပြစ်တင်ခေါ်ဆိုခဲ့ကြပြီးတော့ဒီလုပ်ရအတွက်မင်းရဲ့သားသမီးတွေကတအူးကမင်းကိုအာဏာပြန်လုလိုက်မယ်လို့ကြေညာတိုက်ခဲ့ပါတယ်။ဒီလိုနဲ့ Uranus ကသူ့ရဲ့အင်္ဂါဖျက်တောက်ခံမှုကြောင့်တကိုးအစွမ်းလျော့နေသွားခဲ့ပြီးတော့စကြဝဠာကိုလည်း Titan နတ်ဖျားတွေကစိုးမိုးခွင့်ရရှိခဲ့ပြီးCronus ကလည်းစကြဝဠာရဲ့ထို့ထိပ်အမိန့်ပေးပိုင်ခွင့်ကိုရရှိခဲ့ပါတယ်။အဲဒီနောက် Cronus ကသူ့ရဲ့တိုက်တန်မောင်နှမတွေရဲ့တယောက်ဖြစ်တဲ့မွေးဖွားမှုဆိုင်ရာနတ်ဖျားမှာ Rhea နဲ့ပြန်လက်ထပ်ခဲ့ပါတယ်။တစ်ဖက်မှာလည်း Cronus ကအဖေဖြစ်သူ Uranus ရဲ့ကျိန်စာကိုအလွန်စိုးရိမ်တဲ့အတွက်ကြောင့်သူ့ရဲ့သားသမီးဖြစ်တဲ့နောင်မှာ Olympian နတ်ဖျားတွေဆိုပြီးဖြစ်လာမယ်။ Hestia, Demeter, Hera, Hades နဲ့ Poseidon တို့ကိုမွေးချင်းမျိုးချပစ်ခဲ့ပါတယ်။နောက်ဆုံးကလေးဖြစ်တဲ့ဇူးကိုမွေးဖွားတဲ့အခါမှာတော့မိခင် Rhea သားငယ်ကို Crete ကျွန်းမှာဖွဲ့ထားခဲ့ပြီးတော့သူမရဲ့အမေဖြစ်သူနတ်ဖျားမကာယာရဲ့အကူအညီနဲ့ Kronos ကိုလှည့်စားပြီးတော့အဝတ်ပတ်ထားတဲ့ကြောက်ခဲကိုပေးပြီးမျိုးချစီခဲ့ပါတယ်။ဒီလိုနဲ့ Zeus ကြီးပြင်းလာတဲ့အခါမှာတော့ Kronos ကိုဆေးခတ်ပြီးတော့သူ့ရဲ့အကိုအမ9ယောက်ကိုပြန်လည်အန်ထုတ်စေခဲ့ပြီးတော့ဖခင် Kronos ကိုလည်းတခါတည်းဆန့်ကျင်ပြီးစိတ်ကြည်ညာခဲ့ပါတယ်။ဒီလိုနဲ့ Titanomachy လို့ခေါ်တဲ့ Titan စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။ Titan တွေက Mount Odysseus ကနေပြီးတော့ Kronos ရဲ့ဥဆောင်မှုအောက်မှာ Atlas ပါဝင်အခြားသော Titan နတ်ဖျားအများစုကပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ Olympian တွေဘက်ကတော့ Zeus ရဲ့ဥဆောင်မှုအောက်မှာသူ့ရဲ့မောင်နှမ9ယောက်ဟာ Mount Olympus ကနေပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။
ဒီလိုနဲ့စစ်ပွဲဟာ10နှစ်တန်နိုင်ကြာမြင့်ခဲ့ပြီးတော့အနိုင်ရှုံးမသေးခွဲပဲဖြစ်နေတဲ့အတွက်ကြောင့်ကမ္ဘာမြေနှပြားမှာခါရတဲ့အကြံပေးချက်အရ Zeus က Tartarus ငင်းမှာပိတ်လောင်ခံရတဲ့ Uranus ရဲ့ညီကိုတွေဖြစ်တဲ့ Cyclops တွေနဲ့ Hecatonkyrus လို့ခေါ်တဲ့လက်တရားပါနှပြားတွေကိုတွားလွတ်ပေးခဲ့ပါတယ်။ Cyclops တွေကငရေကနေလွတ်ပေးရတဲ့အတွက်ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ Zeus ကိုမိုးကြိုးလက်နက် Poseidon ကိုသုံးခွလန်နဲ့ Hades ကိုပြောက်စီရဲ့တန်ခမောက်ကိုပြုလုပ်ပေးခဲ့ကြပါတယ်။ဒါအပြင်လက်တရားပါနှပြားရလည်း Zeus ဘက်ကနေပုံရောက်တိုက်ခိုက်ပေးရဲ့အပြင် Zeus ကလည်းမိုးကြိုးလက်နက်တွေနဲ့တစ်ခတ်တိုက်ခိုက်ခဲ့လို့တိုက်တန်တွေကကြာရှုံးခဲ့ကြပါတယ်။ဒီလိုနဲ့ဒီစစ်ပွဲအရာZeus ကောင်းဆောင်တဲ့ Olympian နတ်ဖျားတွေအနိုင်ရရှိခဲ့ပြီးတော့ဆွရှုံးရတဲ့ Cronus နဲ့တိုက်တန်တွေကိုတော့ Tartarus ငရေပုံပြစ်ချအကျဉ်းချခဲ့ပြီးတော့လက်တရားပါနတ်ဖျားတွေကိုထောင်ဆောင်ဖြစ်တောင်းပေးရခဲ့ပါတယ်။ဒါပြင်စစ်ပွဲဦးဆောင်ခဲ့တဲ့ Titan Atlas ကိုတော့ကောင်းကင်ကိုပခုံးပေါ်မှာထာဝရထမ်းထားရတဲ့တစ်တောင်ပေးရခဲ့ပါတယ်။ဒီစစ်ပွဲပြီးမှ Zeus နဲ့ညီကိုနှစ်ပါးဖြစ်တဲ့ Poseidon နဲ့ Hades တို့ကစကြဝဠာကိုအုပ်ချုပ်ဖို့အတွက်မင်းလိုက်ပြီးခွဲဝေခဲ့ကြရမှာတော့Zeus ကကောင်းကင်ဘုံနဲ့နတ်ဖျားတို့ဘီရင်ဖြစ်စိုးမိုးခွင့်ရပြီးတော့Poseidon ကပင်လယ်နဲ့ရေတူ Hades ကတော့မြေရောက်ကဘာနဲ့ငရဲဘုံကိုစိုးမိုးခွင့်ရခဲ့ပါတယ်။ဒါပြင်Zeusဦးဆောင်တဲ့ Olympian နတ်ဖျား12ပါးလုံးကတော့စကြဝဠာရဲ့အတိပတိအုပ်စိုးသူတွေဖြစ်လာခဲ့ကြပါတယ်။ Titanomachy စစ်ပွဲအတွင်းမှာ Titan အများစုကတော့ Zeus ကိုတိုက်ခိုက်ခဲ့ကြရမယ်လေ။အမျှော်မြင်ရှိတဲ့ Titan Prometheus နဲ့သူ့ရဲ့ညီဖြစ်သူ Epimetheus တို့ကတော့ Olympian တွေအနိုင်ရရှိမှာကိုကြိုတင်ရှုမြင်ခဲ့ကြလို့ Zeus ဘက်ကနေပါဝင်ကူညီခဲ့ကြပါတယ်။ဒါကြောင့်စစ်ပွဲပြီးမှာတိုက်တန်အများစုဟာငရဲဘုံကိုပြစ်ချခံရပြီးတော့အပြစ်ပေးခံရခဲ့ပေမဲ့လည်း Prometheus တို့ညီကိုတော့မဟာမေပြုခဲ့တဲ့အတွက်လွတ်လပ်ခွင့်နဲ့ Olympic တောင်ပေါ်မှာနေထိုင်ခွင့်ပေးခဲ့ပါတယ်။ဒီလိုစကြဝဠာကိုအုပ်စိုးခွင့်ရလာတဲ့ Zeus ကကမ္ဘာမြေပေါ်မှာစိမ်းလန်းစုပ်ပြေးဖို့အတွက်နဲ့ငပြားတွေကိုကိုးကွယ်ပူဇော်မဲ့တတ္တဝါရှိစေခြင်းခဲ့ပါတယ်။ဒါကြောင့်ကမ္ဘာပေါ်ကတတ္တဝါအပေါင်းနဲ့လူသားတွေကိုဖန်တီးဖို့အတွက်တောင်းအောင် Prometheus နဲ့ Epimetheus တို့အနှင်းခဲ့ပါတယ်။ဒီလိုသက်ရှိတတ္တဝါတွေကိုဖန်တီးဖို့အတွက်ညီကိုနှစ်ယောက်ကတာဝန်ခွဲဝေယူခဲ့ကြပြီးတော့ Epimetheus ကတိရစ္ဆာန်တွေကိုစတင်ဖန်တီးခဲ့ပါတယ်။ဒါပေမဲ့လည်းသူဟာတဘာဝတရားရဲ့အကောင်းဆုံးလက်ဆောင်တွေဖြစ်တဲ့ခွန်အားအရှိန်အောင်အမွှေးတောင်အဆွဲလက်သေးနဲ့ပေါင်းနိုင်တဲ့ရည်ချင်းတွေကိုတိရစ္ဆာန်တွေကိုကုန်စင်အောင်ခွဲဝေပေးလိုက်မိပါတယ်။ဒါကြောင့် Prometheus ရဲ့လူသားတွေကိုဖန်တီးဖို့အလှည့်ရောက်လာတဲ့အခါမှာတော့ပေးစရာတဘာဝအစွမ်းတတ္တိမရှိတော့ပါဘူး။ဒါကြောင့် Prometheus ကမြေကြီးကနေရှင်စေးနဲ့ရေကိုရောဆက်ပြီးတော့နတ်ဖျားတွေရဲ့ပုံစံအတိုင်းမတည့်ရနိုင်တဲ့ရုပ်ထုတွေကိုဖန်တီးခဲ့ပါတယ်။အဲဒီနောက်မှာတော့အသီနာနတ်ဖျားမှာရှင်စေးရုပ်တွေကိုအသက်တက်ဖြစ်တဲ့ဝိညာဉ်မှုတ်သွင်းပေးခဲ့ရတာနေလူသားတွေစတင်ဖြစ်ပေါ်လာခဲ့ပါတယ်။ဒီလိုလူသားတွေဖြစ်ပေါ်လာရင်လည်းလူသားတွေကတိရစ္ဆာန်တွေလိုအမွှေးတောင်ခြေသက်လက်သေးမရှိတဲ့အတွက်ကြောင့်အေဂျင့်ဆုပ်ဆုပ်တဲ့ဂူတွေမှာဒုက္ခရောက်ခဲ့ကြပါတယ်။ဒါကြောင့် Prometheus ကသူကိုယ်တိုင်ဖန်ဆီးထားတဲ့လူသားတွေကိုအလွန်ကိူနာတတ်ခဲ့ပြီးတော့ Primordial Flame လို့ခေါ်တဲ့ရှေးဦးမီးတောက်ကိုမီးခွက်ထဲထည့်ပြီးတော့လူသားတွေကိုလက်ဆောင်ပေးခဲ့ပါတယ်။ဒါကြောင့်လူသားတွေကမီးရဲ့အကူအညီနဲ့အစားအစာချက်ပြုတ်စားတောက်တက်လာကြပြီးတော့အသုံးဆောင်အကာအကွယ်တွေပါပြုလုပ်လာကြပါတယ်။ဒါပေမဲ့ဇူးနတ်ဖျားကတော့လူသားတွေကနတ်ဖျားတွေကိုရိုသေကိုင်းဆိုင်မှုမရှိမှနဲ့နတ်ဖျားတွေလိုတကိုးခွန်အားကြီးမားလာမှာကိုစိုးရိမ်တဲ့အတွက်ကြောင့်လူသားတွေကိုနတ်ဖျားတွေအတွက်ပလိတ်ဆိုင်နဲ့ရစ်ပူဇော်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါကြောင့်နတ်ဖျားတွေကိုပူဇော်ဖို့နဲ့လူသားတွေစားသောက်ဖို့အတွက်လိမ့်ဆန်ရဲ့ဘယ်အပိုင်းကိုဘယ်လိုခွဲမယ်ဆိုတော့ဆုံးဖြတ်ဖို့အတွက် Zeus နဲ့တွေ့ဆုံတဲ့အခါမှာ Prometheus ကလူသားတွေကိုနတ်ဖျားတွေထပ်ပုံမချစ်ခင်တဲ့အတွက် Zeus ကိုလှည့်ပြောင်းကွက်ဆင်ခဲ့ပါတယ်။သူကနတ်ဖျားနဲ့လူသားတွေအတွက်ဆိုပြီးတော့အထုပ်နှစ်ထုပ်ပြုလုပ်ခဲ့ပြီးပထမထုတ်ထဲမှာတော့အရာအသာရှိရဲ့အမဲသားတွေကိုနွားရဲ့အဆိုင်အဟောင်းထဲမှာဖွက်ထားပြီးတော့နှစ်လိုဝဲမရှိအောင်လုပ်လိုက်ပါတယ်။ဒုတိယထုတ်ထဲမှာတော့စားလို့မရတဲ့အယိုးတွေကိုပြောင်လက်နေရဲ့အစီလွာနဲ့ဖုံးထုတ်ထားပြီးစားခြင်းစပွဲဖြစ်အောင်ပြုလုပ်ခဲ့ပါတယ်။ဒါကြောင့်အပြင်မိုင်းရဆွဲဆောင်မှုရှိရဲ့အစီဖုံးထားတဲ့အယိုးတို့ကို Zeus ကရွေးချယ်မိပြီးတော့အဖြစ်မှန်ကိုလည်းတည်သွားပြီးတဲ့နောက်မှာဒေါသထွက်ပြီးလူသားတွေကိုပေးထားတဲ့မီးကိုရုပ်သိမ်းပြီးတော့အပြစ်ပေးခဲ့ပါတယ်။ဒီလိုနဲ့မီးမရှိတော့တဲ့အတွက်လူသားတွေဟာအေးဆက်မောင်မိုင်းတဲ့ဂူရီထဲမှာစုပြုံနေထိုင်ခဲ့ကြပြီးအသားစိမ့်တွေကိုပဲစားတောင်းရင်ဒုက္ခရောက်ခဲ့ကြပါတယ်။ဒီလိုသူဖန်ဆင်းထားတဲ့လူသားတွေဒုက္ခရောက်နေရတော့ Prometheus ကမကြည့်ရခဲ့ပါဘူး။ဒါကြောင့် Zeus ရဲ့အမိန့်ကိုလစ်လျူရှုပြီးတော့မီးကိုခိုးယူဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒီလိုနဲ့ Prometheus ကနတ်ဖျားရရှိတဲ့ Olympus တောင်ကိုတိတ်ဆိတ်တက်ရောက်ခဲ့ပြီးတော့တွင်းမှာမီးဆွဲရမယ်လေအပြင်ဘက်ကိုမီးကိုမထောင်ထိန်နိုင်တဲ့ကျူရိုးကြောက်တစ်ချောင်းကိုအသုံးပြုပြီးတော့မီးပွားတွေကိုလျှို့ဝှက်ခိုးယူခဲ့ပါတယ်။အဲဒီနောက်မှာတော့လျှို့ဝှက်ယူဆောင်လာတဲ့မီးပွားကိုကဘာမြေပေါ်မှာရှိတဲ့လူသားတွေကိုပေးရခဲ့ပြီးတော့လူသားတို့ကလည်းမီးရဲ့အကူအညီနဲ့ရှင်ချင်းမှုသမိုင်းတစ်ကိုစတင်နိုင်ခဲ့ပါတယ်။ဒီလိုနဲ့ဒီနေ့မှာတော့လူသားတွေရဲ့ကဘာမှာမီးရောင်နေချိန်ချိန်လင်းနေတာကို Zeus ကတွေ့မြင်သွားတဲ့အတွက်အလွန်ဒေါသထွက်ခဲ့ပြီး Prometheus ကိုပြင်းထန်တဲ့ပြစ်ဒဏ်ပေးခဲ့ပါတယ်။ Prometheus ကို Caucasus တောင်တန်းရဲ့ကြောက်ဆောင်မှာတန်ကြိုးတွေနဲ့တုံနှောင်ထားပြီးတော့နေ့စဉ်လင်းယုံငါတစ်ကောင်ကလာရောက်ပြီးသူ့ရဲ့အသေးကိုဖိုးစိတ်စားတောက်စီခဲ့ပါတယ်။
ဒါပေမဲ့လည်း Prometheus ကမသေးမျိုးဖြစ်တဲ့ Titan နဲ့ဖျားတစ်ပါးဖြစ်တဲ့အတွက်ကြောင့်လင်းယုံစားတောက်တဲ့အသေးကညာဘက်မှာအကောင်းတိုင်းပြန်ဖြစ်သွားပြီးတော့နောက်နေ့မှာလည်းလင်းယုံငတ်ကထပ်မံစားတောက်ပြီးနေ့ရက်တိုင်းဟာထက်လဲလဲဖြစ်နေတဲ့ငရဲတံကိုခံစားခဲ့ရပါတယ်။ Prometheus ကိုလည်းဒီလိုပြစ်ဒဏ်ပေးရခဲ့မယ်လေဇူးရဲ့အမျက်ဒေါသဟာဒီမှာပဲပြီးဆုံးသွားခြင်းမရှိဘဲနဲ့ Prometheus ဖန်ဆီးထားတဲ့လူသားတွေကိုပါပြင်းထန်တဲ့အပြစ်ပေးဖို့ဆုံးဖြတ်ခဲ့ပါတယ်။ဒါကြောင့် Zeus ကမီးနဲ့ဖျား Hephaestus ကိုပထမဆုံးလူသားမျိုးသမီးကိုချွန်စေးနဲ့ဖန်တီးစေခဲ့ပါတယ်။အဲဒီနောက်ဒီမျိုးသမီးကို Aphrodite နဲ့သမီးကအလှပနဲ့ဆွဲဆောင်မှုအသီနာနဲ့ဖျားမှာရက်ကန်းနဲ့အဝတ်စားရဲ့ဆင်မြန်းပေးခဲ့ပြီးတော့ Hermes ကညံရည်နဲ့နှုတ်ရည်ကျွမ်းကျင်မှုကိုပေးရခဲ့ပါတယ်။ဒါပြင်သူ့ရဲ့နာမည်ကိုလည်းနတ်ဖျားရဲ့လက်ဆောင်အားလုံးကိုရရှိသူလို့အဓိပ္ပာယ်ရတဲ့ Pandora လို့မှတ်ခေါ်ခဲ့ပါတယ်။အဲဒီနောက်မှာတော့ Pandora ကို Prometheus ရဲ့ညီဖြစ်သူ Epimetheus တောင်ဆေးလွှတ်လိုက်ပါတယ်။ Prometheus က Epimetheus ကိုစူးထံမှာရရှိတဲ့ဘယ်လက်ဆောင်မှလက်မခံဖို့ကြိုတင်သတိပေးခဲ့မယ်လေ။ Epimetheus က Pandora ရဲ့အလှမှာမိန်မောသွားပြီးတော့သတိပေးချက်ကိုမေ့လျော်ပြီးသူ့ကိုစနီးဖြစ်လက်ခံခဲ့ပါတယ်။ဒါပြင် Zeus က Pandora ကိုမင်္ဂလာလက်ဆောင်ဖြစ်တက်တာတစ်လုံးပေးရခဲ့ပြီးတော့ဒီတက်တာကိုဘယ်ခါမှမဖွင့်ရအောင်ဆိုတဲ့ကတိကိုလည်းတောင်းခံခဲ့ပါတယ်။ဒါပေမဲ့လည်းအချိန်ကြာလာတဲ့ည Pandora Hermes ပေးထားတဲ့စူးစမ်းခြင်းစိတ်ဆိုတဲ့စိတ်ကြောင့်တက်တာထဲမှာဘယ်အရာရှိရဲဆိုတာကိုသိကျင်စိတ်ကိုမထိန်ချုပ်နိုင်ဘဲနဲ့အဖုံးကိုဖွင့်ကြည့်လိုက်ပါတယ်။အဲဒီခါမှာတော့တက်တာအတွင်းမှာပိတ်လောင်ထားတဲ့ယောဂဘေးရာတွေဝမ်းနည်းမှုတွေမနာလိုမှုတွေစစ်ပွဲတွေနဲ့မကောင်းမှုအပေါင်းတို့ဟာတက်တာတွေကနေရုတ်တရက်ထွက်ပေါ်လာခဲ့ပြီးတော့ကဘာအနှံ့ကိုပြန့်နှံ့သွားခဲ့ပါတယ်။ဒါကြောင့် Pandora ထိတ်လန့်သွားပြီးတော့တက်တာအဖုံးကိုချက်ချင်းပြန်ပိတ်လိုက်မယ်လေ။တက်တာရဲ့အောက်ခြေမှာတော့မျောလင်းချက်တစ်ခုရဲ့အသာပိတ်မိလျက်ကျန်ရှိခဲ့ပါတယ်။ဒါကြောင့်လူသားတွေကဆင်းရဲဒုက္ခများစွာနဲ့ကြုံတွေ့နေရမယ်လေမျောလင်းချက်နဲ့ဆက်လက်ရှင်သန်ကြခြင်းဖြစ်တယ်လို့ဆိုကြပါတယ်။ Pandora တက်တာကနေမကောင်းမှုတွေလွတ်မြောက်သွားပြီးနောက်ပိုင်းမှာကမ္ဘာမြေပေါ်ကလူသားတွေရဲ့အကျင့်စာရိတ္တပျက်စီးယိုယွင်းလာခဲ့ပြီးတော့အချင်းချင်းတပ်ဖြတ်ပုံကံမှုတွေနဲ့နတ်ဖျားတွေကိုမလေးမစားလှုပ်လာတာကိုမြင်တွေ့ရတဲ့အတွက် Zeus ကမကောင်းတဲ့လူသားမျိုးနွယ်ကိုအမြင့်ဖြတ်ပြီးတော့တန်ရှင်းတဲ့မျိုးနွယ်တစ်ခုကိုပြန်လည်စတင်ခြင်းခဲ့ပါတယ်။ဒါကြောင့်လူသားတွေတကယ်ပဲမကောင်းကြံနေကြသလားကိုစုံစမ်းဖို့အတွက်ဆုနမင်းဟာလူရောင်ဆောင်ပြီးတော့အာခေရီးယားပြည်နယ်ကလိုက်ကောင်ဘုရင်ရဲ့နန်းတော်ကိုတွားရောက်ခဲ့ပါတယ်။လိုက်ကောင်ဘုရင်ကရောက်လာတဲ့ဧည့်သည်ဟာနတ်ဗျာဟုံမုတ်ဆန်းတက်ဖို့အတွက်လူသားတို့ရဲ့အသားကိုချက်ပြုတ်ပြီးဆုနမင်းကိုဧည့်ခံကျွေးမွေးခဲ့ပါတယ်။ဒီလိုဆက်ဆုပ်ဝယ်ကောင်းပြီးရက်ဆက်တဲ့စော်ကားမှုကိုကြုံတွေ့လိုက်ရတဲ့အခါမှာဆုနမင်းကအလွန်ဒေါသထွက်သွားခဲ့ပြီးတော့လိုက်ကောင်ကိုတမန်ဝင်ပလေဖြစ်ပြောင်းလဲပစ်ခဲ့ပြီးတော့ကျုံးမရက်ဆက်တဲ့လူသားတစ်ရက်လုံးကိုပျက်စီးစေဖို့အတွက်ပင်လယ်နက်ဖျားပိုဆိုင်တို့နဲ့ပူးပေါင်းပြီးတော့ကဘာမြေတစ်ခုလုံးကိုရက်ကိုညတန်တိုင်းရေကြီးရေလွှမ်းစေခဲ့ပါတယ်။ဒီရေလွှမ်းမှုကို Prometheus ရဲ့သတိပေးချက်အရသူ့ရဲ့သားသမီးတွေဖြစ်တဲ့နက်ဖျားတွေကိုရိုသေကိုင်းဆိုင်တဲ့ဂျူကာလီယွန်နဲ့ပိုင်ရာဇနီးမောင်နှံတို့တွေကသာတင်မောတီဆောက်ပြီးလွတ်မြောက်ခဲ့ပါတယ်။ရေလွှမ်းမှုဆုံးသက်သွားတဲ့အခါမှာသူတို့ဇနီးမောင်နှံနှစ်ယောက်ကပါနက်ဆက်တောင်ပေါ်မှာတောင်းနေခဲ့ပြီးတော့ကဘာပေါ်မှာလူသူစိတ်သုံးနေအောင်တွေ့ရတဲ့အတွက်ဝမ်းနဲ့ပူဆွေးခဲ့ကြပါတယ်။ဒါကြောင့်သူတို့ကမျောလင်းချက်ရှာဖွေဖို့အတွက် Themis နဲ့သမီးရဲ့ပိမှန်ကိုတွားရောက်ပြီးတော့လူသားမျိုးနယ်ကိုဘယ်လိုပြန်လဲစမ်းသိရမလဲဆိုတာကိုလမ်းညွှန်ချက်တောင်းခံခဲ့ကြပါတယ်။ Themis နဲ့သမီးကသူတို့တင်တို့ရဲ့ကောင်ကိုအဝတ်ထည်များဖြင့်ဖော်ဖို့ပါ။အဝတ်စားများရဲ့ခါးစီကိုဖြေရောပါ။အဲဒီနောက်တင်တို့မိခင်ရဲ့အယိုးများကိုကြောခိုင်းပြီးနောက်သို့ပစ်ချပါလို့ပြောကြားခဲ့ပါတယ်။ဒါကြောင့်ဒူကာလီယွန်ကနတ်သမီးမိန်ကြားထားတဲ့အတိုင်းပဲအဝတ်နဲ့ခေါင်းကိုဖုံးခါးစီတွေကိုဖြေလျှော့ပြီးတော့မိခင်ကဘာမြေရဲ့အယိုးတွေဖြစ်တဲ့ကြောက်ခဲတွေကိုနောက်ကျောသို့ပစ်ချခဲ့ကြပါတယ်။ဒါကြောင့်ဒူကာလီယွန်ပစ်ချတဲ့ကြောက်ခဲတွေကနေအမျိုးသားများဖြစ်ပေါ်လာခဲ့ပြီးတော့ပိုင်ရာပစ်ချခဲ့တဲ့ကြောက်ခဲတွေကနေအမျိုးသမီးများဖြစ်လာခဲ့ပါတယ်။ဒီလိုနဲ့ကဘာမြေပေါ်မှာလူသားမျိုးနွယ်တွေပြန်လဲစတင်ပြီးတဲ့နောက်မှာဒူကာလီယွန်နဲ့ပိုင်ရာတို့မှလည်းကိုပိုင်ရင်သွေးသားသမီးတွေထွန်းကားခဲ့ပါတယ်။သူတို့ရဲ့သားကြီးဖြစ်သူဟဲလန်ကနောက်ချိန်မှာဂရိလူမျိုးတွေရဲ့ပိုးပဲဖြစ်ထင်ရှားလာခဲ့ပါတယ်။ဒါကြောင့်ဂရိလူမျိုးတွေကမိမိကိုယ်ကို Hellenes လို့ခေါ်ဆိုကြပြီးတော့ Helen ရဲ့နာမည်ကိုအစွဲပြုပြီးတော့သူတို့ရဲ့တိုင်းပြည်ကိုလည်း Hellas လို့ခေါ်ဆိုခဲ့ကြဖြစ်ပါတယ်။သူတို့ရဲ့သားသမီးမင်းမြစ်တွေဖြစ်တဲ့ Doris, Aeolus နဲ့ Ion တို့ကလည်းဂရိနယ်ဝါမျိုးနယ်စုတွေဖြစ်ကြတဲ့ Dorians, Aeolian နဲ့ Ionian ဖြစ်ခွဲထွက်ပြီးတော့ဂရိရင်ကျဲမှုသမိုင်းတွေကိုပြန်လည်တည်ဆောက်နိုင်ခဲ့ကြပါတယ်။